CC Bus Sport Channel ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒီနေ့မှာတော့မြန်မာယူစက်ခွန်ပွဲလေးရှိပါတယ်ပေါ့နော်ဒီနေ့ဆိုတာကဧပြီလ12ရက်2026တနင်္ဂနွေနေ့ဖြစ်ပါတယ်ဘောလုံးပွဲလာမယ့်ချိန်ကတော့မြန်မာစံတော်ချိန်ည9:00နာရီဖြစ်ပါတယ်အားကြောင့်မလို့ဒီဘောလုံးပွဲကိုတော့ကြည့်လို့ရမယ့်နေရာလေးတွေကတိတ်မရှိဘူးမြန်နော် YouTube မှာတော့တိတ်မရှိနိုင်ဘူးဘာလို့ဆိုတော့သူတို့ပြသခွင့်မရဘူးပေါ့နော်သူတို့ပြသခွင့်ရတဲ့ channel တွေတော့ရှိမှာပေါ့နော်ဘောလုံးပွဲလာတဲ့ချိန်တော့ကျွန်တော်အားရတော့လာပြီးတော့ဝင်မြပေးပါအောင်မယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကြည့်ဖို့အတွက်တရားဝင်ပြသမယ်လို့ကြေညာထားတာကတော့ Reader Channel မှာတွားပြီးကြည့်ရမှာဖြစ်ပါတယ် Reader Channel ဆိုတာကျွန်တော်တို့ TV ကနေလာတဲ့เนาะရုပ်သံလိုင်းဖြစ်ပါတယ်ပေါ့เนาะ Reader Channel ကို TV ကနေပြီးတော့ဖမ်းပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့ကတော့လာအို U ဆက်ခွန်နဲ့မြန်မာ U ဆက်ခွန်အသင်းတို့ကံမှာဖြစ်ပါတယ်အဲကြောင့်မို့ဒီဘောလုံးဘောကြည့်မယ်ဆိုရင်တော့Reader Channel ကပဲကြည့်လို့ရမယ်လို့သူတို့တရားဝင်ကြေညာထားတာပေါ့နော်ကျွန်တော်ဒါလေးကိုလာပြီးတော့ဝေမျှခြင်းဖြစ်ပါတယ်ပြုံး Play YouTube Channel မှာလည်းပြသမယ်လို့တော့မကြေညာထားပါဘူးမြတ်ပြုံး Play YouTube ကလည်းပြမှာမဟုတ်ဘူးလို့သူကြေညာထားတာပေါ့နော်အားကြောင့်မလို့ဒီ Reader Channel မှာပဲတွားရောက်ကြည့်ရှုဖို့ကျွန်တော်ပြပေးခြင်းပါတယ်